တခါဆိုလို့ရှိရင်ကုဋ္ဌနုနာယောဂဆွဲကပ်နေတဲ့တခါကြီးတယောက်ကဆွမ်းလောင်းတာအဲ့ဒါလက်ကလေးကအနာပေါက်ပြီးတော့ပြက်လို့ပြက်ချင်လေးဖြစ်နေတာဆွမ်းလောင်းရင်းနဲ့အဲ့ဒီလက်ကလေးကတိုက်တိုက်ဆိုင်ဆိုင်တပိတ်ထဲပြက်ပြီးတော့ကြာရစ်တယ်တဲ့ကဲနော်နုနာယောဂဆွဲနေတဲ့လက်ကသွေးတွေပြည်တွေနဲ့ပြက်ကြာရစ်တယ်တဲ့တပိတ်ထဲကိုအဲ့ဒါကိုအရှင်မြတ်ကအဲ့ဒီလူမြင်နေတော့မှပဲအဲ့ဒီလက်ပြက်ကလေးကိုဖဲပြီးတော့ဆွမ်းစားသွားတယ်တဲ့သူ့ကိုလည်းပဲပီတိဖြစ်စေခြင်းတယ်ဒါကယဟနာအရှင်မြတ်တွေမှသာလည်းဖြစ်နိုင်တာဘောနော်တာတိကုံနော်လက်ပြက်နဲ့ဆွမ်းတဲ့ကိုအတူတူထားနိုင်တာလက်ပြက်ကိုတော့မစားဘူးပေါ့ဒါပေမဲ့ဖဲပြီးတော့စားရွံ့ရှာတယ်ဆိုတာမရှိဘူးဟုတ်လားဒါကြောင့်မို့လို့တရားမင်းနဲ့သူစားတို့ကလာပြီးတော့ဆွမ်းလောင်းကြတာအဲ့လိုလောင်းတာကဘယ်လိုလောင်းလို့ရတာတော့နော်နတ်သမီးတွေကစားလာပြီးတော့လောင်းကြသေးတယ်နော်နတ်သမီးပုံစံနေနဲ့တော့တောက်ပြောင်နေနဲ့ဆိုတော့ဘယ်ဟိုကဆွမ်းကိုလက်မခံနင်တို့မှာကောင်းမှုတွေပြည့်စုံနေတာနော်ဆင်းရဲသားတွေကိုပဲငါသွားမယ်ဆိုနောက်တော့တရားမင်းကအဲ့ဒီနတ်သမီးတွေဆွမ်းလောင်းလို့မရခဲ့ဘူးဆိုတော့သိတော့ဘယ်လိုအမင်းရှိတော့မထေရမြတ်ကြီးကဆင်းရဲတဲ့လူတွေလောင်းလို့တာဟိုမှာခံယူမယ်လို့ပြောတယ်အေးအဲ့လိုစင်ဟုတ်ပြီဆိုပြီးတော့ရကန်းရက်နေတဲ့အဖိုးကြီးဘွားကြီးဟန်ဆောင်တရားမင်းနဲ့သူစားနဲ့ဟာမထေရမြတ်ကြီးကမစင်ကျင်တဲ့အခါကျတော့ဘယ်သိမလို့အိမ်ရှိရက်တရားမင်းကလည်းတရုပ်ပါတယ်နော်အဖွားကြီးဘာများလောင်းစရာရှိတော့ရှိအောင်မလားမသိဘူးရှားပွေရန်ဆောင်ပြီးတော့ယူလာကြတာသမတိမြတ်ကြီးကတပိတ်ပေးလိုက်တယ်ပေးလိုက်ရောလောင်းထည့်လိုက်တာတိုင်းပြည်တစ်ခုလုံးကိုအဲ့ဒီအနက်နေလွှမ်းသွားတယ်တဲ့နတ်သုဒ္ဓတွေထည့်တာအဲ့ဒီတော့မှဒါပစုလေလို့ဆင်ကျင်တဲ့အခါကျတော့တရားမင်းမှန်သိတဲ့အခါကျတော့မထေရမြတ်ကြီးကတရားမင်းနဲ့သင်ဟာဆင်းရဲသူဆင်းရဲသားရဲ့ပစ္စည်းဥစ္စာတွေကိုဘာလို့လူယူတာလဲတဲ့အဲ့လိုပြောတာနော်အဲ့တော့တရားမင်းကဘာပြန်လျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လည်းဆင်းရဲသားပါဘုရားတဲ့ဟာတရားဖြစ်ပြီးတော့ဘယ်နဲ့ကြောင့်ဆင်းရဲသားလို့ပြောရတော့တပည့်တော်ကသာသနာ့ဘအခါကာလမှာကုသိုလ်ပြုပြီးတော့ဖြစ်ရတဲ့တရားမင်းမှာအားတဲ့တပည့်တော်ရဲ့အနီးဝန်းကျင်မှာသုလရထတို့မဟာရထတို့ဆိုတဲ့နတ်သားတွေရှိတယ်အဲ့ဒီနတ်သားတွေကသာသနာတွင်မှာကုသိုလ်ပြုပြီးတော့ဖြစ်လာတဲ့နတ်သားတွေသူတို့ရဲ့အရှိန်အဝါတွေကအယောင်အဝါတွေကတပည့်တော်ရဲ့အယောင်အဝါကိုလွှမ်းမိုးနိုင်နေတဲ့ဒါကြောင့်သူတို့များလမ်းသွားပြီဆိုတပည့်တော်အိမ်ရှိကိုဗိမာန်ရှိကိုမထွက်ရဘူးဗိမာန်နဲ့ဝင်ပုန်းနေရတယ်တဲ့ဒါကြောင့်တပည့်တော်တော့ဆင်းရဲတဲ့လူရှိမလားတဲ့အဲ့ဒါနဲ့ရှင်ဘုရားအဲ့လိုဆိုရင်ရှင်ဘုရားကသဘောမတူဘူးဆိုရင်တပည့်တော်လှူတဲ့ကုသိုလ်ဟာကုသိုလ်မရဘူးလားကုသိုလ်ရပါတယ်ကိုယ်စေတနာပေါ့နော်အဲ့ဒီမှာတရားမင်းလဲဝမ်းမြောက်ဝမ်းသာငါရဲ့မြင့်မြတ်တဲ့ဒါနကောင်းမှုဟာရှင်မကတ္တပကိုရမြတ်ကြီးရဲ့ထံမှာတီးပြီးဆိုဥရန်ကျူပြီးတော့ပြန်သွားတာအဲ့ဒီတက်ကလည်းသူ့ရဲ့အယောင်အဝါတွေကပို့ပြီးတော့ထွက်လာတယ်ပေါ့ဒါရှင်မကတ္တပကိုရမြတ်ကြီးရဲ့နော်ဆင်းရဲသားတွေရဲ့အပေါ်မှာအလွန်တရာမှနော်ကရုဏာကြီးတော်မူတဲ့အနေအထားလေးကိုပြောပြတာ